မြေကြီးတွေကထွက်လာတဲ့ကြောက်ကြမ်းတဲ့တုံးကိုဘယ်လိုဒိုင်းမရီဖြစ်ဖန်တီးကြတာလဲမြေအောင်နဲ့ဆိုင်စုံတွေကနေပြင်းထန်တဲ့ဖိအားတွေအောက်မှာနှစ်တန်းပေါင်းများစွာချိန်ယူပြီးဖြစ်ပေါ်လာတဲ့ကျန်းတဲ့နဲ့စိန်ကျန်းတဲ့တုံးလူလူရဲ့လက်ပုံရှောင်လာပြီးလက်ရမြောက်တဲ့နိုင်ငံတကာစစ်မီဒိုင်းမရီတကွင်းဖြစ်အသက်ဝင်လာအောင်ဖန်တီးတဲ့ခီးလန်းကတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်။အဲဒီလိုဖန်တီးတဲ့နေရာမှာပထမဆုံးအနေနဲ့စိန်ရဲ့မူလအခြေသွင်းတဲ့အထင်းမှာကြေးအောင်နေတဲ့အလားတရားတွေကိုကျွမ်းကျင်ပညာရှင်တွေကတေချာဆန်းစစ်ပြီးအကောင်းဆုံးပုံစံဖြစ်လာအောင်စာပြုဖြတ်ထောင်ကြရပါတယ်။အဲဒီနောက်မှာတိကျသေးကြတဲ့ fact city နဲ့ polishing အဆင့်တွေအပြင်ရွှေ platinum တို့နဲ့တွဲဆက်ပြီးတောင်ဝင်စတဲ့ ring design တွေအပြင်အဆင့်ဆင့်ပြုပြင်စီမံပေးကြရတာပါ။တကယ်တော့မြေကြီးအောက်ကနေထွက်လာတဲ့ကျန်းတဲ့ rough diamond တုံးလက်ဝေရနာလောကတွေပို့ဆောင်မှုအတွက်ပထမဆုံးအနေနဲ့ကြောက်ရဲ့အရှိသွေးကိုစတင်ကဲဖြတ်ကြရပါတယ်။အဲဒီလိုရွေးချယ်တဲ့အခါမှာကြောက်ရဲ့သဘာဝအနေထားပေါ်မူတည်ပြီးဘယ်လိုပုံစံမျိုးနဲ့အလားဆုံးထုတ်ယူရမလဲဆိုတာကိုကျွမ်းကျင်ပညာရှင်တွေကတေချာတွက်ချက်ဆုံးဖြတ်ကြတာပါ။တကယ်တော့ဒီစာပြိုးကဲဖြတ်မှုတွေဆင်ရပဲစိန်တပွေးရဲ့နောက်ပိုင်းထွက်လာမဲ့တန်ဖိုးနယ်လှပကိုအဓိကသတ်မှတ်ပေးသွားတာပဲဖြစ်ပါတယ်။ Rough Diamond တုံးကိုကတ်တင်မလုပ်ခင်မှာကြောက်ရဲ့အတွင်းပိုင်းမှာရှိတဲ့ inclusion နဲ့အကြောင်းတွေနဲ့ crystal structure တွေကိုထူးထူးစိုက်ပြီးအသေးစိတ်လေ့လာဆန်းစစ်ကြရပါတယ်။အဲဒီလိုသေချာလေ့လာခြင်းအပြင်ကြောက်ကိုအလွယ်တကူမကွဲရသွားစေပဲအကောင်ဆုံးပိုင်းဆောင်ထုတ်ယူနိုင်မဲ့လမ်းကြောင်းတိတိကျကျရှာဖွေနိုင်မှာဖြစ်ပါတယ်။ Diamond cutting နဲ့ fact sitting လုပ်တဲ့အခါမှာကြောက်ရဲ့လင်းပြတ်မှုနဲ့တောက်ပမှုအကောင်းဆုံးရရှိစေဖို့အတွက်အချိုးစားကြကြနဲ့တိကျသေးကြတဲ့ပုံစံနည်းနဲ့ဖြတ်တောက်ကြရပါတယ်။အဲဒီလိုထွန်းထူတဲ့နေရာမှာအလင်းတန်းနဲ့ကြောက်ရောက်တဲ့အခါအဆိုပြေဆုံးတဲ့တောက်ပဆုံးဖြစ်လာစေမဲ့ပုံစံမျိုးမျိုးကိုကျွမ်းကျင်ပညာရှင်တွေကပိုင်ပိုင်နိုင်နိုင်ဖန်တီးပေးကြပါတယ်။ cutting ဆင့်ပြီးသွားတဲ့စိန်တွေကို polishing တင်ပြီးရဲ့နောက်မှာ color weight, color, clarity နဲ့ cut quality လို့ခေါ်တဲ့ fancy စံနှုန်းတွေနဲ့အသေးစိတ်စစ်ဆေးပြီးအရေးသွေးသတ်မှတ်ကြပါတယ်။အဲဒီလိုနိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီတိကျစွာစစ်ဆေးတည်ပြုပြီးမှသာအဲဒီစိန်ရဲ့အစစ်မှန်ဈေးကွက်တက်မှုအဆင့်သတ်မှတ်နိုင်မှာဖြစ်ပါတယ်။တကယ်တော့ဒီလိုတရားဝင်စံနှုန်းတွေနဲ့စစ်ဆေးခြင်းဟာဝယ်ယူသူတွေအတွက်စိတ်ချယုံကြည်ရတဲ့အဆင့်တန်းကိုပြေဝပေးစွမ်းနိုင်ပါတယ်။နောက်ပြီးစိန်တပွင့်ကိုလက်စွပ်တကွင်းဖြစ်ပုံဖော်တဲ့အခါ jewelry designer နဲ့ goldsmith တွေကသင်တော်တဲ့ metal ကိုရွေးချယ်တာဒီဇိုင်းဖန်တီးတာနဲ့ stone setting ရဲ့စနစ်ကိုအနုစိန်လက်ရမြောက်စွာလှုပ်ဆောင်ကြပါတယ်။အဲဒီလိုလှုပ်ဆောင်တဲ့နေရာမှာစိန်ရဲ့မူလာတောက်ပမှုကိုပိုပြီးထင်ရှားပေါ်လွင်စေမဲ့ရွှေဖြူ platinum တို့နဲ့တည်တံ့စွာတွဲဆက်ပြီးထုစစ်ကြတာပါ။တကယ်တော့ဒီလိုဒီဇိုင်းဖန်တီးမှုတွေကတာမန်စိန်တပွင့်လေးကိုတော်ဝင်ဆန်စေပြီးစိန်ခံဆန်တဲ့လက်စွပ်တကွင်းအဖြစ်အသွင်ပြောင်းပေးလိုက်တာပဲဖြစ်ပါတယ်။မြေကြီးရဲ့ rough diamond တုံးက luxury diamond ring တစ်ခုအဖြစ်လာစေတဲ့ Johnny ဟာကြောက်တလုံးကိုစနဲ့ဖြတ်တောက်ရုံနဲ့မကပဲ gemologist diamond cutter, polisher, designer နဲ့ goldsmith တို့ရဲ့ကျွမ်းကျင်မှုအလုံးပေါင်းစပ်ဖန်တီးထားတဲ့အမှုပညာလက်ရာတစ်ခုဖြစ်ပါတယ်။အဲဒီလိုပညာရှင်တွေရဲ့အချိန်နဲ့အားစိုက်ထုတ်မှုတွေပြေဝပါဝင်နေကြတာစိန်လက်ဝရတနာကိုတန်ဖိုးရှိဆုံးအနေထားကိုရောက်ရှိစေတာပါ။တကယ်တော့ထူးချွန်တဲ့လက်ရနဲ့တဘာဝလှတို့တွဲဆက်လိုက်ခြင်းအသာထာဝရတောက်ပလာမဲ့ပြေဆုံးတဲ့ဖိုးတန်ရတနာတစ်ပါးကိုအကောင်ဆုံးဖန်တီးပေးနိုင်တာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။နောက်ထပ်လည်းရတနာနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးဘဝတုတ္တရစေနိုင်တဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော်ဝင်ရွှေ YouTube Channel လေးကို Subscribe လေးလုပ်ခဲ့ပေးပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးထူးပဲတင်ရှိပါရရှင်။